လို့ပေါ်လေးစားတော့ပါမယ်ငါလို့ပေါ်လာနေအဖို့တွေပါကျွန်တော်ငါလွတ်ကြမှာပဲဒီနေ့ငါလေးတွေကိုလွတ်မယ်နှစ်ဆန်းတင်းနေပါကျွန်တော်အိမ်ပေါ်စီလွတ်ကြကျွန်တော်ဟာနှစ်စဉ်နေတာဒါကျင်းပနေကြနှစ်စဉ်နေတာကျင်းပါ